Hello အားလုံးပဲပြန်လာပါကျွန်တော်ဘာမှဆက်လက် channel ရနေပြန်လဲကြိုဆိုပါရယ်ဒီနေ့တော့ကျွန်တော်အပြင်သွားရင်းနဲ့ဒီ Tesla showroom မှာ Cybertruck ပန်းရောင်ယူတွေ့ရနဲ့ကျွန်တော်ဝင်ပြီးတော့ကြည့်ပြတယ်ပေါ့နော်အရင်တော့ကြာတော့ကျွန်တော်ဒီ Cybertruck ကို test drive လုပ်တာတော့ကျွန်တော်ပြပြီးသွားပြီပေါ့နော်အခုဒီຢာလေးကကြာတော့တချို့ features လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ video လေးကိုလုပ်ချင်းဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့သူ့ရဲ့ဘိန်းနေရာကြောက်လက်မ20ရှိရပေါ့နော်သူက all season tire နဲ့ all terrain tire ဆိုပြီးတော့ tire 2မျိုးနဲ့လာတယ် all terrain tire ကြောက်ဒီ Cyber Beast ဒီမှာတောက်တယ်ပေါ့နော်Cyber Beast ဆိုတာကြတော့သူကဒီ dual motor version တွေမှာသူကဒီ special tire ကိုသူထားပေးထားရပေါ့နော်ဒီ Cybertruck မှာအကြိုက်ဆုံးနေရာဒီအရှိတ်ဘက် looks ပဲဗျာ။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ဒီ LED light bar ကတော်တော်ဆွဲဆောင်မှုရှိရဗျာ။နောက်ထပ်ထူးခြားတာကသူ့ရဲ့ကားဒေါင်းအချိုးလေးပေါ့နော်။အဲ့ဒါလေးကလည်း4000ဆန်ဆန်အချိုးလေးဖြစ်တဲ့အတွက်ကျွန်တော်တော့ကတော့တမျိုးဆွဲဆောင်မှုရှိရပေါ့နော်။တခြားကားတွေနဲ့မတူဘဲနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီအရှိဒီ wing sheet ကနေစပြီးတော့အကုန်လုံးကဟို3ကန်ပုံစံမျိုး4000ပုံစံမျိုးသူကအကုန်လုံးအချိုးအစားလေးရအဲ့လိုပုံစံမျိုးပေါ့နော်နောက်ပြီးတော့ဒီကားလေးရဲ့အယောင်လည်းကျွန်တော်တော်တော်သဘောကျတယ်ကျွန်တော်ကြည့်ရောသူကလုံးဝဆေးရလဲ share မှုတ်ထားပါတော့တော်တော်လေးကိုကောင်းတယ်ပေါ့အခုခဏနေလို့ရှိရင်အထက်ထက်ကအတွင်းကန်းလေးကိုကျွန်တော်တစ်ချက်ဝင်ကြည့်မယ်ပေါ့နော်ဒါကအနောက်ဘက်အ look လေးပေါ့နော်အနောက်ဘက် look လေးကလည်းသူ့ရဲ့ median လေးရအရှည်လေးတွေပဲအနောက်က back me ရေရောအကုန်လုံး brake me ရေရောအကုန်လုံးကအရှည်လေးပဲပေါ့နော်ဒီကားရဲ့ဒီဇိုင်းကရုပ်တရက်ကြည့်လိုက်လို့ရှိရင်သူကဟို sci-fi movie တဲ့ဟိုစက်ရုပ်ကားလိုသိရမလားဟိုဒီဂျိုသားကားလိုပုံစံမျိုးပေါ့နော်သူ့ရဲ့ look ပုံစံကတခြားကားနဲ့မတူအောင်ကွဲထက်နေတဲ့ဒီဇိုင်းပေါ့နော်နောက်ထပ်ထူးခြားတဲ့တစ်ခုကကြာတော့ဒီကား body ကကြာတော့ stainless steel ပေါ့နော်ပြီးတော့ကား body ကလည်း bullet proof ပေါ့နော်ဒါပေမဲ့ body ပဲ bullet proof ပေါ့နော်ဒါပေမဲ့မှန်နေရတော့ဟို bullet proof မဟုတ်ဘူးပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုဒီ YouTuber ရဲ့တနက်နဲ့ပြပြရတာဟိုတူနဲ့ထုပြရဟိုပစိမ့်နဲ့ခုတ်ပြရအဲ့ဟိုသူတို့ကား body ကိုတနက်တွေနဲ့လည်းပြပြရပေါ့နော်လုံးဝ bullet proof ဆိုတဲ့ဟာကိုသူတို့ကပြဘူးရပေါ့နော်ဒါနဲ့ကျွန်တော်တို့ဒီဘာမှဆက်လက် channel လေးကဒီအပတ်စဉ်ဒီစနေနေ့တိုင်းပေါ့နော်ဒီ car review နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဒီ EV ဒီ Tesla နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေနောက်ပြီးတော့ခီးသွားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေနောက်ပြီး US က lifestyle နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအဲ့ဒီအပတ်စဉ်စနေနေ့တိုင်းတင်ပေးနေရဖြစ်တဲ့အတွက်ကျွန်တော်ဒီ channel လေးကိုလည်း like follow and subscribe လုပ်ပေးပါအောင်ပေါ့နော်Okay ဒီ Cybertruck အတွင်းကလေးရအဖြူအောင်လေးပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်ကကျွန်တော် test drive လုပ်ပြရတဲ့ဟာလေးနဲ့တော့မတူဘူးထုံးစံတိုင်းပဲသူ့ရဲ့ steering ကရောထူးကြတယ်4000လေးဖြစ်နေရယ်ဒါရောသူ့ရဲ့ဟိုဒီ screen မှာရောသူ့ရဲ့ကားကို control လုပ်တာအကုန်လုံးကဒီ screen မှာပဲပေါ့နော်အတွင်းကအဖြူတော့မဟုတ်ဘူးဘယ်လိုပြောမလဲ dashboard အဖြူလေးရအောင်နည်းနည်းထူးကြရယ်ပြီးတော့သူ့ရဲ့ ambient light လေးတွေအကုန်လုံးဒီ sunshade လေးတွေအကုန်လုံးကတော့ပြောရမယ်ဆိုတော့ minimalist ပုံစံမျိုးလေးတော့ဖန်တီးထားတယ်မလိုအပ်တာအောင်မထည့်ပေးထားဘူးဗျာတခုမှမရှိအကုန်လုံးကဒီကနေပဲဒီ screen ကနေပဲအကုန်လုံးကထိန်းချုပ်တာဒါလေးကထုံးစံတိုင်း Tesla တော်တော်များများကပါတဲ့အတိုင်းပဲဟို e ပေါက်တဲ့အတန်လေးတွေပါလေးပေါ့နော်အဲဆိုညာဘက်ကနေပြီး e ပေါက်တဲ့အတန်လေးထွန်းအောင်လုပ်လို့ရတာဟုတ်ပါဘူးအဲ့ဒီလိုမျိုးဒါတော့ Tesla တော်တော်များများမှာပါပါတယ်သူကဒီ screen ကအဓိကပဲအကုန်လုံး function လုပ်တယ်ဒီကနေပြီးတော့ကား look ကိုကြည့်လို့ရတယ်ဒီအထက်ထဲမှာကြာတော့သူ application လေးအတိုင်းပေါ့နော်Spotify ရှိမယ်အကုန်ရှိမယ် GPS ရှိမယ်အကုန်လုံးအဲ့ဒါအကုန်လုံးကသူ့ရဲ့ screen ထဲမှာပဲရှိမယ်နောက်ဆုံး Batman အစားဗျာဒီ Tesla ကဒီကနေပဲထိန်းချုပ်တယ်နောက်ပြီးတော့ဒီ aircon တွေပါကြီးကအစားအကုန်လုံးဒီအဲ့မှာပဲလုပ်လို့ရတခြားခလုတ်ရလို့တည်တတ်မရှိဘူးเนาะ Tesla မှာဒီ screen ကနေပဲအကုန်လုံးထိန်းချုပ်တာဒါဆိုလို့ရှိရင်ကျွန်တော်ဒီ screen ကနေပဲအနောက်ကနေပြီးတော့တကားကိုပိတ်တယ်ပေါ့နော်ဒီ truck ကားရဲ့အနောက်ဘက်ကဟိုတကားကိုပိတ်တယ်ပေါ့နော်တကားပိတ်တာဖွင့်တာဆိုဒီ screen ကနေလုပ်လို့ရတယ်ပေါ့နောက်ပြီး Tesla ထုံးစံတိုင်းပဲအပေါ်ဘက်မှာကမှန်ပေါ့နော်သူ့ရဲ့ဟို sunroof လိုပုံစံမျိုးပေါ့သူအပေါ်ဘက်ကိုလည်းမြင်ရတယ်ပေါ့နော်
ကျွန်တော်ဒီမှာကဘာလုပ်နေရလဲဆိုလို့ရှိရင်ကျွန်တော်ဒီ suspension ကိုကျွန်တော်နှိမ့်ကြည့်ရပါတော့ဒါပေမဲ့ဒီကောင် showroom ကကားဖြစ်တဲ့အတွက်ကျွန်တော်နည်းနည်းထပ်မြင့်လို့မရဘူးပုံမှန်ဆိုရင်တော့ကျွန်တော်အရင် test ride လုပ်တော့ကကျွန်တော်အပေါ်နည်းနည်းမြင့်ပြရဲအောက်ကိုလည်းချလို့ရတယ်ပေါ့နော်ဒါက customize လုပ်လို့ရပါပေါ့ကိုကားလေးရဲ့ design လေးကိုဒီအယုတ်ကလေးမှာပေါ့ဒီ screen မှာရောအယောင်လေးပြောင်းကြည့်လို့ရပါပေါ့ဒါ light show ဆိုတာသူဒီတချင်းဖွင့်လို့ရှိရင်ကားကဒီဟိုဒီအယောင်ဒီမီးရောင်လေးနဲ့ light ကရပေါ့နော်အဲ့ဒါလေးပေါ့ဒီမှာထုံးစံတိုင်းပဲ suspension တွေမြင့်လို့ရမယ် headlight တွေဖွင့်လို့ရတယ် mirror တွေ full လုပ်လို့ရတယ်ဆိုတဲ့ဟာလေးကိုပြရပါတော့ဒါကအနောက်ဘက်က trailer ပေါ့နော်အနောက်ဘက်က touring လောက်တာကိုဆွဲရအောင်ကားဆွဲရအောင်ပါဆိုလို့ရှိရင်အနောက်ကကားတစ်စီးကိုဆွဲလို့ရရဟာအနေထားပေါ့နော်ဒါကသူနဲ့ပတ်သက်တဲ့ဒါ ambient light လေးဗျာသူအထဲထဲမှာရှိရဲ့ ambient ဟိုစာ dim light လေးဒီအယောင်လေးပြောင်းလို့ရတယ်လင်းလို့ရတယ်မှိန်လို့ရတယ်ဒါဆိုအနီရောင်းနေကျွန်တော်အစိမ်းရောင်လေးကိုပြောင်းလိုက်တာဟိုဒီအလင်းကျွန်တော်ဒီနောက်ပိုင်း Tesla တော်တော်များများမှာဒီအထဲထဲမှာအဲ့ ambient light လေးပါလာတယ်ဆိုတော့လေသူကဘယ်လိုပြောမလဲဆိုတော့မျက်စိထဲမှာကြည့်ရလှပါတော့ဒါလေးရကြည့်ရလှပါအထဲထဲမှာလည်းသူကမီးလေးထုံးပေးထားပါဒီ Tesla ကသူကားတကားဖွင့်တာအစားသူကဒီလိုမျိုးခလုတ်လေးနှိပ်ပြီးဖွင့်လို့ရတယ်ပေါ့နော်ဒီလိုကလန်မီဖွင့်တာကြတော့သူကemergency တခုပေါ့နော်အဲ့ဒီအခြေအနေကြရင်တော့တောင်းလို့ရတယ်ပေါ့ဒါပေမဲ့အခုလည်းတောင်းလို့ရပါတယ်ဒါပေမဲ့သူကဟိုခလုတ်လေးနှိပ်ပြီးဖွင့်တာပိုကောင်းတယ်လို့ပြောထားတယ်ပေါ့နော်နောက်ပြီးတော့ဒီ Cybertruck ကထူးခြားတယ်ကွာသူ့ကားတကားတော်တော်လေးရယ်ဖွင့်တာပိတ်တာတော်တော်လေးရယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်အဲ့ညသတိထားမိရယ်ဒါလေးရောထိုင်ကုန် seat adjust လုပ်တာလေးပေါ့နော်သူကထိုင်ကုန် motor လေးကိုသူက adjust လုပ်လို့ရတယ်ပေါ့ဒါလေးကကြတော့အနောက်ဘက်ကတကားဖွင့်တဲ့ခလုတ်လေးပေါ့နော်ဒီတကားလေးကဟိုးအောက်ကနေပြီးတော့ထွက်လာပြီးတော့အနောက်မှန်ကိုပါပိတ်ပြီးတော့တောက်လျှောက်တော့ဆင်းလာပေါ့နော်အရင်တော့ဒီမှာလမ်းညက်ဖူးရဲ့ issue တစ်ခုရှိရဲနောက်ပိုင်းကျတော့သူကအထက်ထဲမှာ rubber လေးတစ်ခုခံလိုက်တယ်ပေါ့နော်အဲ့တကားကသူအရှိရ screen ကနေလည်းအပိတ်ဖွင့်လို့လူရတယ်ကျွန်တော်ခုနကစမ်းကြည့်ပြီးသွားပြီဒီကနေလည်းပြန်ပြီးတော့ခလုတ်နှိပ်ပြီးတော့ပြန်ပြီးတော့ဖွင့်လို့ရတယ်ပေါ့နော်သူကဒီအနောက်ဘက်ကနေပြီးတော့ဆိုလို့ရှိရင်အရှိဘက်ထီကိုတန်းပြီးမြင်ရရပေါ့နော်အရှိဘက်အဲ့ driver seat ကိုလှမ်းမြင်ရရပေါ့ဒါလေးရော Tesla မှာသုံးတယ် heat pump ပုံစံငယ်လေးကိုပေါ့နော်သူကအပြင်မှာ display ပြထားတာပေါ့ဒီကားရဲ့ဒီ super charging speed တို့ပါဦးနဲ့ပတ်သက်ပြီးတော့သူကဒီ heat pump လေးနဲ့လောက်တာပေါ့နော်ဒီကောင်းကြောင့် drive unit ပေါ့နော်ဒီဟာလေးကိုသူ display ပြထားတော့ကျွန်တော်ဒါလေးကိုလည်းကျွန်တော် video ရိုက်ဖြစ်ခဲ့ဒီအနောက်ဘက်ကအဲ့ဒီတကားလေးကိုဖွင့်ရလဲခလုတ်လေးနဲ့ပဲပေါ့နော်တခုထူးခြားကကျွန်တော်ကဟိုတစ်ခေါက်က test ride လုပ်တော့ဒီအနောက်ဘက်က light လေးမမြင်မိဘူးနောက်ပြီးတော့ဒီမှာရှိရဲ့နေရာလေးကိုလည်းကျွန်တော်ပြီးခဲ့ဗီဒီယိုမှာမပြမိဘူးသူကအထက်ထဲမှာလည်းပစ္စည်းလေးထပ်ထည့်လို့ရတယ်ဒီကောင်လေးကတော့ထုံးစံတိုင်းပဲဘေးနားမှာရှိရဲ့ power outlet ပဲဒီကောင်လေးကနေပြီးတော့တခြားကားတွေပါလို့ charging သွင်းလို့ရတယ်ပြီးတော့ဒီမှာလည်း gain တွေပါနှိပ်ပါဟို outdoor campaign တွေပါလည်းတွားလို့ရတယ်ပေါ့နော်ပြီးခဲ့တဲ့တစ်ခေါက်ကကြတော့ဒီ light လေးကိုကျွန်တော်မမြင်မိဘူးဘာကြောင့်ဆိုနေဘက်မောင်းနေရဆိုကျွန်တော်မမြင်မိဘူးသူကဒီညဘက်ဆိုရင်တော့အထက်ထဲမှာတော်တော်လှရပေါ့နော်သူ့ရဲ့အယောင်လေးနဲ့ဒီ ambient light လေးရတော်တော်လှရပေါ့ဒါထုံးစံတိုင်းပဲခလုတ်လေးနှိပ်ပြီးတော့ကျွန်တော်ပြန်ပိတ်လိုက်တာဒါလေးရောသူက charging သွင်းတဲ့ power wall ပေါ့နော်order လုပ်လိုက်လို့ရှိရင်တော့ Tesla engineer တွေပဲအိမ်ကိုလာပြီးတော့သူက install လုပ်ပေးရပေါ့နော်Okay ဒီနေ့ဗီဒီယိုလေးရောဒီလောက်ပါပဲအားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော် See ya